အခုချိန်မှာ AI ကိုလူတိုင်းစိတ်ဝင်စားနေကြတာပါဗီဒီယိုဆိုလဲ AI နဲ့ပုံတွေရောအသံတွေရောအားလုံးက AI နဲ့ဖြစ်နေကြပါပြီတချို့က AI ကိုကြောက်ဖို့ကောင်းတယ်လို့ပြောနေကြပေမဲ့တကယ်တော့သူ့ကိုအသုံးပြုတတ်ရင်အရန်လွယ်ပါတယ်ဒီနေ့ဗီဒီယိုမှာကိုပိုင် AI model တွေ AI application တွေဖန်တီးပြီးတော့ပတ်စံရှာလို့ရတဲ့ Binance ကနေ Hoda Airdrop အနေနဲ့မိတ်ဆက်လိုက်တဲ့ Sahara အကြောင်းကိုပြောပြပေးပါမယ် Sahara AI ဆိုတာက Decentralized AI blockchain platform တစ်ခုဖြစ်ပြီးတော့ AI model တွေ AI application တွေကိုလူတိုင်းဖန်တီးတည်ဆောက်လို့ရတဲ့ ecosystem တစ်ခုဖန်တီးဖို့အတွက်ဖြစ်ပါတယ်။အဲဒီမှာ AI model တွေ data sets တွေ application တွေဖန်တီးပြီးတော့အဲကနေ monetize လုပ်လို့ရတယ်လို့ပြောထားပါတယ်။သူ့မှာ funding အနေနဲ့$43 မီလီယံရထားပြီးတော့ Microsoft, AWS, Google Cloud လို့တဲ့ giant company တွေနဲ့ partnership လုပ်ထားတယ်လို့သူ့ရဲ့ website မှာပြထားပါတယ်။သူ့မှာ Sahara ဆိုတဲ့ native token တစ်ခုရှိပြီးတော့အဲဒါကို gas fee လိုမျိုး utility အတွင်းအသုံးပြုတာတွေ governance လို့ခေါ်တဲ့ project နဲ့သက်ဆိုင်တဲ့အရေးကြီးဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာမဲပေးတာတွေအတွက်အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Binance အသုံးပြုတဲ့သူတွေဆိုရင် Sahara ကို Hoda Airdrop ကနေယူဖို့အခွင့်အလမ်းရှိပါတယ်။ Hoda Airdrop တွေက Airdrop လာမယ်ဆိုတာကိုကြိုပြီးကြေညာလေးတော့မရှိဘူး။ဒါကြောင့် Binance မှာ BAB ကို flexible ဒါမှမဟုတ် lock အနေနဲ့2025ဇွန်လ18ရက်နေ့ကနေ21ရက်နေ့အတွင်းထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ညီကိုတို့ရော Airdrop ရခဲ့ရင်ဘယ်လောက်ရခဲ့တာလဲဆိုတာအောက်က comment မှာရေးခဲ့ပေးပါဦး။ Sahara AI ရဲ့ native token က Sahara ဖြစ်ပြီးတော့ total supply က10 billion ရှိပါတယ်။ Hoda Airdrop အတွက်က125 million ကို Airdrop အဖြစ်ဖြန့်ဝေခဲ့ပါတယ်။လက်ရှိ circulating supply က2.04 billion ရှိပါတယ်။ဆိုတော့အကြေချုပ်ပြောရမယ်ဆိုရင် Sahara AI က AI model တွေ data sets တွေဖန်တီးပြီးတော့အဲ့ဒါကိုကိုပါ AI application တခုဖန်တီးပြီးတခြား user တွေကိုအသုံးပြုခွင့်ပေးပြီးတော့အဲကနေ monetize ရှာလို့ရတဲ့ platform တခုလို့အလွယ်မှတ်ထားလို့ရပါတယ်။ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက education purpose အတွက်ပဲဖြစ်ပါတယ်။ဒါကြောင့် crypto တွေအယောင်းဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ကိုယ်တိုင်လေးလာပြီးတော့မှလုပ်ဖို့အကြံပြုပါတယ်။အခုလို့ Hoda Airdrop ကနေ Airdrop ရချင်တယ်ဆိုရင် Binance အကောင့်ရှိဖို့လိုပါတယ်။ trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါတယ်။ညီကိုတို့အတွက်ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်။နောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေအများကြီးလာအောင်မှာဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာ။အားလုံး thank you ပါ။